ဒီလောက်ထိကောင်းတာတွေလုပ်နေတာတော့မှဆိုးတွေပဲကြုံနေတဲ့သူတွေရှိလားစိတ်စေတနာလည်းကောင်းတယ်စိတ်ကောင်းစေတနာကောင်းထားပြီးတော့လည်းဆက်ဆံတယ်ကောင်းတာတွေပဲအမြဲလုပ်နေပြီးတော့အဆိုးတွေပဲကြုံနေတဲ့သူတွေလောကမှာအများကြီးရှိတယ်ကံတွေဆိုးလိုက်တာကောင်းတာတွေအမြဲပြောတယ်စိတ်ကောင်းစေတနာကောင်းတွေနဲ့ဆက်ဆံတယ်ဒါပေမဲ့ကိုယ့်လက်ကြတော့အဆိုးတွေပဲကြုံနေတယ်ဆိုလို့ရှိရင်ဒီပုံမြင်လေးကိုနားထောင်ကြည့်လိုက်ပါတခါတော့ရွာတရွာမှာလူနေရာမှာစိတ်ကောင်းစေတနာကောင်းရှိပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ကြတာကိုအမြဲတမ်းဝှေ့လျော်တယ်သူတယောက်ရှိတယ်ပြီးတော့စိတ်ကောင်းစေတနာကောင်းမရှိဘဲနဲ့လူတိုင်းပေါ်ကိုစိတ်စေတနာကောင်းကောင်းမထားဘဲနဲ့အကုသိုလ်တွေကိုအမြဲလုပ်တယ်ဆိုတဲ့လူတယောက်ရှိတယ်လူကောင်းတဲ့လူဆိုးနှစ်ယောက်ပေါ့ဒီနေ့တော့လူဆိုးကခရီးသွားတယ်ခရီးသွားနေရင်လည်းလမ်းမှာတွေ့တဲ့မြလူတန်းကိုသူကပြောဆိုစိတ်ရည်တိုင်းသွားတယ်ရေဦးစင်မှာရေတောက်တယ်ရေမရှိတော့လည်းပဲဒေါသဖြစ်ပြီးတော့ရေဦးရိုက်ခွဲဖြစ်တယ်သူဟာအင်မတန်မှစိတ်ကြမ်းတမ်းခတ်ထန်ပြီးတော့ဒေါသအရင်ကြီးတယ်သူပေါ့သူကအဲ့လိုခရီးဆက်သွားနေရင်လည်းအရေးအာဝါဒကောင်းတဲ့ညောင်မင်းကြီးအောက်ကိုရောက်တယ်အဲ့လိုညောင်မင်းကြီးအောက်ကိုရောက်တော့အဲ့ညောင်မင်းအောက်မှာသူကအိဆက်နားယူနေနေအဲ့ကြကနိုးတော့သူကရွှေဦးတစ်လုံးကိုသူကကောက်ရခဲ့တယ်ပေါ့ထိုနည်းလူစွာပဲခုနကပြောတဲ့လုံနေရာမှာစိတ်ကောင်းစေတနာကောင်းထားပြီးတော့ကုသိုလ်ကောင်းမှုတွေအမြဲလုပ်တဲ့သူဟာခုနကလူမိုက်သွားခဲ့တဲ့ခရီးတစ်လျှောက်လုံးသူကထပ်သွားတယ်သူကလမ်းမှာတွေ့တဲ့မြလူအားလုံးကိုသူကကူညီတယ်ပြမတယ်စိတ်ကောင်းစေတနာကောင်းလေးထားပြီးတော့ဆက်ဆံတယ်ပျက်စီးနေတဲ့အရာတွေကိုသူကပြုပြင်ပေးတယ်မုံမှန်ပေးတယ်အဲ့ဒီလိုနဲ့ပဲထိုနည်းတူစွာလူမအိတ်ခဲ့တဲ့ညောင်ပင်အောက်ကိုရောက်သွားတယ်သူကညောင်ပင်အောက်မှာအိတ်ဆက်အနားယူနေရင်အိယာကနိုးတဲ့ခါကျတော့အဲ့ဒီသူ့ရဲ့ပေါင်ပေါ်ကိုညောင်ကိုင်းကကျိုးပြီးတော့ပေါင်ကိုကျပြီးတော့ပေါင်ကျိုးသွားတယ်ပေါ့အဲ့ဒီခါကျတော့အဲ့ဒီလူလိမ္မာလေးကစဉ်းစားတယ်ငါဘဝတောက်လျှောက်လုံးငါဟာကုသိုလ်ကောင်းမှုတွေလည်းလုပ်တယ်စိတ်ကောင်းစေတနာကောင်းလေးထားပြီးတော့လူတွေပေါ်ကိုလည်းဆက်ဆံပါလေနဲ့ဘာကြောင့်ငါဟာအဆိုးတွေပဲကြုံနေရတာလဲသူဟာယူကျုံးမရဖြစ်တယ်ပေါ့ခုနကလူမိုက်ကတော့တဘဝလုံးမကောင်းတာတွေလုပ်စိတ်ကောင်းစေတနာကောင်းမထားပဲနဲ့ဘဝကိုဖြတ်တန်းခဲ့တယ်သူကြတော့ဘာလို့ရွှေဦးခောက်ရတယ်လဲသူကဒါကိုယူကျုံးမရဖြစ်နေတယ်ပေါ့ဒီအဖြစ်အပျက်ကိုသိနေတဲ့တရားမင်းကြီးကလူပြေကိုဆင်းလာပြီးတော့အကြောင်းစုံကိုရှင်းပြတယ်သင်ပညာရှိသူတော်ကောင်းလေသင်တို့နှစ်ယောက်ကလူမိုက်ကတော့မကောင်းတာတွေလုပ်နေပြီးတော့ရွှေဦးရတယ်သင်ကတော့ကောင်းတာတွေအမြဲလုပ်နေပါလေနဲ့ဘာကြောင့်အောင်ကျိုးရတယ်လဲဆိုတာဟာသင်ဟာဟိုရခင်ဘဝတုန်းတစ်ခုတုန်းကမကောင်းတဲ့အာကုသိုလ်ကံကြီးမားသောအာကုသိုလ်တွေကိုသင်ဟာကျူးလွန်ခဲ့တဲ့ပြစ်မှားခဲ့တဲ့အတွက်ကြောင့်ဒီဘဝမှာသင်ဟာညောင်ပင်ပေါ်ကညောင်ကိုင်းကျိုးကြပြီးတော့အသက်တည်နိုင်လောက်တဲ့အထိအဲ့ဒီအာကုသိုလ်ကံကကြီးမားပါတယ်ဒါပေမဲ့သင်ဟာဒီဘဝမှာစိတ်ကောင်းစေတနာကောင်းလေးထားပြီးတော့ဘဝကိုဖြတ်သန်းခဲ့တဲ့အတွက်ကြောင့်သင်ဟာအသက်တည်နိုင်လောက်တဲ့အထိအပြည့်ကြီးမားပြီမဲ့လည်းပဲအသက်မတည်ပဲနဲ့ပေါင်လေးပဲကျိုးလောက်တဲ့အပြည့်လေးဖြစ်ရတာပါခုနကလူမိုက်ကတော့သူကတိတ်ဘဝတစ်ခုလုံးကတကယ်ကိုကြီးမားသောကုသိုလ်ကောင်းမှုတွေသူ့မှာရှိထားတယ်စိတ်ကောင်းစေတနာကောင်းတဲ့သူကဖြတ်သန်းခဲ့တယ်အဲ့ဒီဘဝကကုသိုလ်ကံကအရန်ကြီးမားတဲ့အတွက်ကြောင့်သူဟာဒီဘဝမှာရွှေအိုးတစ်လုံးမဟုတ်ဘူးလေးလုံးလောက်ရနိုင်တဲ့အထိအကျိုးကြီးမားမှုရှိပါလေရဲ့နဲ့သူကဒီဘဝမှာစိတ်ကောင်းစေတနာကောင်းမရှိပဲအကုသိုလ်တွေအမြဲလှုပ်ပြီးတော့ဘဝကိုဖြတ်သန်းတဲ့အတွက်ကြောင့်သူကရွှေအိုးလေးလုံးမရဘဲနဲ့ရွှေအိုးတစ်လုံးပဲရလိုက်တာပါသူတော်ကောင်းလေးအဲ့လိုရှင်းပြလိုက်တဲ့အခါကျတော့မှအဲ့ဒီသူတော်ကောင်းလေးကစဉ်းစားတယ်ကြည်စမ်းငါဟာရှေ့ဘဝတစ်ခုလုံးကလုပ်ခဲ့တဲ့အကုသိုလ်ကံဟာဒီဘဝမှာအသက်တောင်တည်စေနိုင်လောက်တဲ့အထိအကျိုးကြီးမားမှုရှိပါလေနဲ့ဒီဘဝမှာလုပ်နေတဲ့ကုသိုလ်ကောင်းမှုလေးတွေစိတ်ကောင်းစေတနာကောင်းလေးတွေကငါ့ကိုအသက်ဘေးကလွတ်မြောက်စေတာပဲဒါကြောင့်ဒီနေ့ကစပြီးတော့ငါကုသိုလ်ကောင်းမှုတွေကိုလုပ်တော့မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်တယ်အဲ့တော့ဒီပုံမြင်လေးကိုနားထောင်ကြည့်ပြီးတော့ဦးဇင်းတို့ဓမ္မမိတ်ဆွေတို့တွေကဘဝမှာအမြဲတမ်းကောင်းတာတွေလုပ်တဲ့စိတ်ကောင်းစေတနာကောင်းတွေထားတယ်ဒါပေမဲ့ကိုယ်ကကံနေဆိုးနေတယ်အဆိုးတွေပဲကြုံနေတယ်ဆိုရင်ရှေးဘဝတုန်းကကိုယ်လုပ်ခဲ့တဲ့အကုသိုလ်ကံကကြီးမားမှုတွေရှိတယ်ဒါကြောင့်ဒီဘဝမှာကောင်းတာတွေလုပ်နေပေမဲ့လည်းပဲအဆိုးတွေကြုံနေတာဖြစ်တယ်ဆိုးနေတဲ့အတူတူမထူးတော့ပါဘူးမကောင်းတာတွေပဲလုပ်တော့မယ်ဆိုတဲ့စိတ်ကိုတော့ဘယ်တော့မှမမွေးလိုက်ပါနဲ့
ဆိုးလာလေးလေးကောင်းတဲ့ຢာတွေကိုပို့လုပ်ပေးရလေးလေးပဲအသက်တည်စေနိုင်လောက်တဲ့အထိအကုသိုလ်ဖြစ်စီနေမယ်လည်းပဲဒီဘဝကလုပ်နေတဲ့ကုသိုလ်ကောင်းမှုလေးတွေစိတ်ကောင်းစေနာကောင်းလေးတွေကကိုယ့်ကိုအသက်ဘေးကလွတ်မြောက်စေမှာဖြစ်ပါတယ်အဲ့တော့မကောင်းတာတွေလုပ်နေတဲ့သူတွေကြီးဝါချမ်းသာတာကိုလည်းပဲသွားပြီးတော့အားမကြပါနဲ့သူတို့တွေကရှေးဘဝကလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေကအားကြီးတဲ့အတွက်ကြောင့်ဒီဘဝကလုပ်နေတဲ့အကုသိုလ်တွေကအကျိုးပေးခြင်းမတန်သေးပါဘူးအဲ့တော့အကျိုးပေးတွေတန်လာတဲ့နေ့ကျရင်တော့သူတို့တွေကကြီးစွာသောအကုသိုလ်တွေကိုခံစားရမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကစပြီးတော့အဆိုးတွေပဲကြုံနေရင်လည်းပဲကုသိုလ်ကောင်းမှုတွေကိုအမြဲလုပ်ထားပေးပါမိမိရဲ့ကံတွေဆိုးနေတယ်ဆိုရင်လည်းကိုယ့်ရဲ့ကံတွေကိုကောင်းတာတွေလုပ်ပြီးတော့ကံကိုပြင်လိုက်ပါဒီနေ့ကစပြီးတော့ဓမ္မမိတ်ဆွေများအားလုံးကံကောင်းခြင်းတွေအလုပ်ကောင်းခြင်းတွေစိတ်စေတနာကောင်းတွေထားပြီးတော့ဘဝကိုဖြတ်သန်းနိုင်ကြပါစေဘလို့အဆိုးတွေပဲကြုံလာကုသိုလ်ကောင်းမှုတွေကိုအမြဲတမ်းပြုလုပ်နိုင်ပါစေပတ်ဝန်းကျင်ကပြောသောစကားတွေကြောင့်ကုသိုလ်ကောင်းမှုတွေကိုတော့မလုပ်ဖဲမနေပါနဲ့ကိုယ့်ရဲ့စိတ်ကောင်းစေတနာကောင်းလေးတွေကိုဘသူတဦးတယောက်ကြောင့်လည်းမှပျက်စီးမခံဘဲနဲ့ဒီနေ့ကစပြီးတော့ကုသိုလ်ကောင်းမှုများတိုးပွားစွာဘဝကိုဖြတ်သန်းနိုင်ကြပါစေ